လောက်ကမျက်စိနဲ့နားကိုဖွင့်ထားဖို့နဲ့စစ်ပွဲဖြစ်လာရင်အမေရိကန်ကအင်္ဂလန်ဘက်မှယက်တီကစစ်ပွဲကိုရပ်တန့်မှာမို့ဟူဒီနီကနိုင်ငံတော်အတွက်တာဝန်ထမ်းဆောင်ခဲ့တယ်ဆိုတာကိုရှင်းနေမှာပဲထားဖို့တတိပေးပါတယ်။ဘတ်စမို့ကမွေးရမြေကိုလည်းအပယ်တန်ဆိုတာကိုပြင်ဆင်ပေးထားပြီးဂျာမနီပြည်ရှင်ကန်တာဝီလီယံဆိုသူကလက်တစ်ဖက်သာကောင်းပေမဲ့ထိုလဟာဟူဒီနီရဲ့မွေးရမြေဟန်ဂေရီအထိထောက်လှမ်းနိုင်တာကြောင့်အမေရိကန်လူမျိုးစစ်စစ်ဖြစ်နေတာပိုစိတ်ချရမှာဖြစ်ပြီးအခုဆိုသမရတော်ဝင်ရွေးခွင့်ရှိပြီလို့အသိပေးပါတယ်။အိမ်ကိုတိတ်တိတ်လေးပြန်လာတော့ဘယ်သွားနေရလဲမေးတဲ့ဘတ်ကိုဂျင်နဲ့လို့လိမ့်မိမဲ့ဂျင်ကလည်းသူမသိဘူးလို့ပြန်ထောက်ရင်မိမတယောက်ရောက်နေလားလို့မေးပါတယ်။ပြောခွင့်မရှိတဲ့ညဝက်ချက်အတွက်ယုံကြည်မှုမရှိတဲ့ဇနီးတဲ့သူကိုအထက်ထက်တောင်းပန်ခဲ့ရပါတယ်။မျက်လက်တင်ညာနဲ့ဆိုရင်အရေးပါသူတယောက်ဖြစ်အရာရာကလွတ်မြောက်နိုင်ခဲ့တဲ့သူဟာဘဝမှာဘယ်တော့မှမလွတ်မြောက်နိုင်တဲ့အရာချို့တော့ရှိနေသေးဖြစ်ပါတယ်။1886တုန်းကအပယ်တန်ကထွက်လာပြီးမျက်လက်ဆရာရဲ့အလုပ်တင်ဖြစ်ခဲ့တဲ့ကအံ့ဩစွာငေးခဲ့ရတဲ့အရာတွေဟာမျက်လက်တင်ညာဖြစ်သင်ခန်းစာများစွာရခဲ့ပြီးဖြစ်ချင်တာတွေကိုစတင်တည်ဆောက်နေခဲ့ပါတယ်။ကြီးစံဖန်းနဲ့တက်ကွက်စာအုပ်ကိုဖတ်နေတဲ့ဟယ်ရီယာသူ့ဆရာကိုသူကြီးစံဖမ်းမယ်လို့တိုက်တွန်းခဲ့ပေမဲ့ဒေါသထွက်သွားတဲ့သူ့ဆရာဟာအဲ့ဒီတက်ကွက်ကြောင့်သူ့သားသေခဲ့ရတာလို့ဆိုပါတယ်။ကြီးထက်ပြီးမောင်းဆွဲတဲ့ချိန်မှာသူ့သားရဲ့ခေါင်းပွင့်သွားတယ်ဆိုလို့အဲ့ဒါဟူဒီနီရဲ့စာအုပ်ထဲကဇာတ်လမ်းကြီးမို့ခမားလိမ့်နေရလို့ထပြောတဲ့အခါမင်းရဲ့သူရဲ့ကောင်းကြီးဟူဒီနီကလည်းလူလိမ်တယောက်ဖြစ်တယ်လို့ကိုသားကိုတတ်ခဲ့တဲ့ဘယ်မျက်လက်ဆရာနဲ့မှမစုံခဲ့ပဲစာအုပ်ထဲထည့်ရတာလို့ဆိုပါတယ်။အတော်ဆုံးမျက်လက်ဆရာဆိုတာအတော်ဆုံးလူလိမ်မဲဆိုတဲ့တကားကြောင့်အရှိုက်ကိုထိသွားပြီးသူလိုက်ဖမ်းမှုကြိုးစားနေတဲ့အိမ်မဟာအလိမ်ညာဖြစ်နေတယ်ဆိုတဲ့သင်ခန်းစာတစ်ခုလည်းရလိုက်ပေမဲ့ထိုခါသီးသင်ခန်းစာကသူ့အတွက်အကျိုးရှိလာသေးတဲ့အတွက်ဟယ်ရီဟူဒီနီရဲ့လို့ဖြစ်လာခဲ့ပါတယ်။1905ခုနှစ်ဂျာမနီရဲ့ဘာလင်မြို့မှာလက်မှတ်ကုန်တဲ့အထိငါးပွဲပြသပြီးတော့ဘရင်ကတီးတန့်ပြပွဲအတွက်တောင်းဆိုပါတယ်။စိတ်သဘောကျဟန်မပြတဲ့ကန်စာပြန်ကြောင့်ခွင့်ပြုပေးမယ်ဆိုရင်ကြီးစံဖမ်းပြပွဲအတွက်လက်ပြောင်းဆုံးလူတစ်ယောက်ကိုအကူအညီတောင်းလိုက်ပါတယ်။ဂျင်ကိုတိုင်းတေချာရဲ့လားဘော့စ်လို့မေးနေရကြောင်းမင်းနဲ့အမှားရမရှိဘူးလို့ပြောခဲ့တယ်မဟုတ်လားမေးပြီးတခုခုသွားယူခိုင်းပါတယ်။ဘရင်ကတော့အော်ပရာကြီးမှန်ပြောင်းနဲ့ပဲစောင့်ကြည့်ပေးဖို့နဲ့ဂျာမန်ဒုဗိုလ်တယောက်ကိုသူယူလာတဲ့ရိုင်ဖယ်နဲ့ပြစ်မှတ်ကိုအရင်ပစ်ခိုင်းပါတယ်။ဒါကြောင့်ဘရင်ရဲ့ခွင့်ပြုချက်နဲ့ပြစ်မှတ်အလဲတက်တက်ကိုပြစ်ပြလိုက်ပြီးတနက်ကိုတော့ဂျင်ကကြည်ပြန်ဖြစ်နေပါတယ်။ခေဟောင်းရိုင်ဖယ်မို့ရန်မုတ်အနီတော်ကိုပြောင်းဝရဲတောင်းထည့်ပြီးမှစက်ကူဖတ်ပေါ်မှာကြီးစံထည့်ရတဲ့အကြောင်းတေချာစစ်ဆေးခိုင်းနေပါတယ်။အဲဒီနောက်ကြီးစံကိုမောင်းတန်နဲ့ထိုးသိက်ခါဂျာမန်ဘိုကိုစောက်ဝိုင်းတက်တက်ကသူ့စီဖြစ်ဖို့ရက်လိုက်တာကြောင့်ဘရင်မှာစိတ်ဝင်စားသွားပါတယ်။ကြီးစံကိုတွားနဲ့ဖမ်းပြမှာမို့တနက်သမားထံသူ့အသက်ကိုအပ်ထားပြီးဆိုကဘရင်ရဲ့ခွင့်ပြုချက်နဲ့ပြစ်တော့မဲ့ချိန်သူ့ကောင်းထဲမှာသူ့ဖေပေါ်လာပြီးမဲ့ကြောက်ကွက်ကိုအာယုံတန်ဆိုင်ပြီးမောင်းကလုတ်ကိုဆွဲခိုင်းပါတယ်။တနက်တစ်ချက်ထွက်လာပြီးနောက်အားလုံးထိလက်တုံလို့သွားကြပြီမဲ့အကောင့်တိုင်းရှေ့တိုးလာတဲ့ဟူဒီနီကကြီးစံကိုကိုက်ရက်သားရှေ့ထွက်လာလို့ဂျာမနီရဲ့ဘရင်ကိုယ်တိုင်လက်ကုပ်တီးချင်းမြင်ပါတယ်။ခင်ဗျားတို့သာဒီလိုအချက်ကိုသိသွားရင်မျက်လက်တင်ညာကရိုးရှင်းတယ်လို့ထင်သွားမှာဖြစ်ပြီးတကယ်တမ်းကြည်ထိုးတိုင်ရဲ့ထိပ်မှာတန်လိုက်တစ်ခုရှိနေလို့ပြန်ပါလာတဲ့ကြီးစံကိုဂျင်ကဖတ်ယူလိုက်တာဖြစ်ပါတယ်။ဘူဒါဘတ်မြို့ကိုရောက်လာတော့ရိုင်လီဆိုတဲ့လူတယောက်ကဒီမြို့ကိုတခါမှမရောက်ဘူးလို့နေပြီးမိတ်ဆွေတယောက်နဲ့စကားပြောသလိုဟန်ဆောင်ခိုင်းပါတယ်။ဂျာမန်ပြည်ကိုသဘောကျရလားဆိုလို့သူတို့အသိမဖြစ်သေးတဲ့တိုက်တင်မော9စီတီဆောင်းနေပြီးစစ်တပ်ဖို့ကြံစီနေတာကိုရှယ်လီဖန်စစ်စစ်ရေးလို့ခေါ်ကြောင်းအသိပေးပါတယ်။အဲဒီနောက်လန်ဒန်ကမဲပေးပို့လိုက်တဲ့ဆိုတဲ့စာအုပ်ဟာရုရှားစာအုပ်တုံးဖြစ်နေပြီးမော်စကိုထံဆက်သွားရမယ့်ကိစ္စတစ်ခုပေါ်လာပါတယ်။ဇနီးဖြစ်တဲ့ဘတ်နဲ့တူလက်လျှောက်လိုက်ရင်မဝေးရခင်ကွယ်လွန်သွားတဲ့ဝီတိုရီယာဘီယမကြီးအတွက်ဝစ်ဆုံမှုအကောင်းဆုံးနေတဲ့ထိုက်တန်တဲ့မိခင်ဖြစ်သူအတွက်ဝယ်ပေးလိုက်ပြီးအကြီးမြတ်ဆုံးဟူဒီနီရဲ့မိခင်ကိုဘီယမတပါလာပလင်ပေါ်တင်ပေးလိုက်ပါတယ်။ဘတ်ကတော့ဟယ်ရီသူမကိုပြောဘူးတလို့ဒီနီနာကလူတွေကသူ့မိကိုအတော့မကျတဲ့ဘာသာရေးဆရာတယောက်နဲ့လက်ထပ်ခဲ့သူအဖြစ်နှိမ်ချဆက်ဆက်ခဲ့တာကိုမှတ်ထားပြီးတနေ့နေ့မှာအဖိုးမတန်တဲ့ငွေတွေကနေရွှေတွေဖြစ်လာစေရမယ်ဆိုတဲ့ကတိအတိုင်းဟန်ဂေရီရဲ့လူချမ်းသာတွေကိုဦးညွှတ်စေခဲ့တာဖြစ်ပါတယ်။ဒီလိုနဲ့မော်စကိုကိုရောက်လာကြပြီးဇာဘီယင်ရိုမန်နော့ဘီယင်မိသားစုရှိမှမျက်နှာပြနေသူဟူဒီနီကိုဘရင်ကြံပေးရက်စတူဒင်ကမကြေမချမ်းကြည့်နေပါတယ်။စာရွက်တရွက်စီမှာအဖြစ်ကျင့်ဆုံးဆန္ဒကိုချရေးခိုင်းခဲ့ပြီးမျိုးစားကတော့ဖြစ်တဲ့အန်နာကိုရွေးချယ်ခိုင်းလိုက်ပြီးမဲ့သူရုရှားလိုမတက်ဘူးဆိုကဇာရီနာကိုပေးလိုက်တော့နှစ်တရာလောက်တိတ်ဆိတ်နေတဲ့ဂရမလင်ခေါင်းလုံးကြီးကိုဂျိုးဆွဲတီးပြပါဆိုလို့မော်ပညာနဲ့တော့လုံနိုင်မယ်ဆိုတဲ့ဟူဒီနီကိုရက်စတူဒင်ကအယူလို့ဝင်လာပါတယ်။တည်င်းပေါက်တကားကိုဆွဲဖွင့်လိုက်သူဟူဒီနီယာလူတယောက်ကမှန်ပြောင်းနဲ့ကြည့်နေပြီးအဝိစားပေါ်ကိုတာမန်အဝိဖြူတစ်ခုထက်ကကျိုးသေးသေးလေးတစ်ချောင်းကိုဆွဲထုတ်လိုက်တဲ့နောက်မျိုးသားကထုံကိုဆွဲခိုင်းလိုက်ချိန်မှာနှစ်တရာလောက်အတမမီတော့တဲ့ဂရမလင်ခေါင်းလုံးတန်ကိုအာအသင့်သွားကြားလိုက်ရတာကြောင့်ဘရင်မိသားစုကိုယ်တိုင်ဒူးထောက်ယူသေးပေးနေကြသလိုမယုံကြည်တဲ့ဘုန်းတော်ကြီးရက်စတူဒင်ကပါတည်င်းပေါက်နားလာကြည့်ပြီးကြောင်အားနေပါတယ်။သူ့ကိုမကြင်မနှက်ဖြစ်နေမှသိလို့ဘိုက်ကိုလက်သီးနဲ့အထိုးခံလိုက်တဲ့ဟူဒီနီယာဘရင်ရဲ့ယုံကြည်မှုကိုလည်းရယူနိုင်ခဲ့ပါတယ်။